ဒါလေးကတော့ဆေးဥပုပ်ရဲ့အပင်ပေါ့နော်ဒါလေးကသူ့ရဲ့အရွက်ကလေးတွေပါဒါလေးကြတော့သူ့ရဲ့အပွင့်ကလေးပေါ့နော်သူကအဖြူပွင့်ရှိတယ်ဒါကြတော့ဟောပေါ့နော်ခရမ်းပွင့်လေးပေါ့နော်ပန်းခရမ်းပွင့်လေးပါဒီမှာသူ့ရဲ့အတီးကအိုးပုပ်လိုမျိုးပုံစံလေးပေါ့နော်သူကဘာအတွက်အသုံးပြုလို့ရတာလဲဆိုရင်ဒီရှာကင်စာတွေလေချောင်းကင်စာတွေပေါ့နော်ပေးပါဆက်မှာအတွင်းနာတာတွေပေါ့နော်ကိုခန္ဓာအတွင်းမှာရှိတဲ့အနာတွေကိုတက်တာပြောက်ကင်းစေတဲ့ဆေးဥပုပ်ပင်လေးပါပေါ့နော်လူတော်တော်များများလည်းဒီဆေးဥပုပ်နဲ့ဒီကင်စာနဲ့ပတ်သက်တဲ့ယောဂတွေဆိုရင်ဒီဆေးဥပုပ်ရွက်နဲ့ကိုအသုံးပြုပြီးတော့မှာပေါ့နော်တချို့ကြတော့ကြိုတောက်တယ်တချို့ကြတော့ဒီပေါ့နော်ဝါစားတယ်ပေါ့နော်အဲ့လိုမျိုးစားပေးခြင်းအားဖြင့်ကိုရဲ့ဒီဖြစ်နေတဲ့ဒီကင်ဆာယောဂါတွေကိုပျောက်ကင်းစေတဲ့ဆေးဥပုပ်ရွက်ပါမာယူရှင်လည်းဆိုရင် Viber နံပါတ်68509ကနေလည်းဆက်တွဲမာယူနိုင်တယ်လို့ဒီ TTCP မှာလည်းတွားပြောမှာမာယူနိုင်ပါလေရှင်ဒါကတော့ဆေးဥပုပ်ရွက်အပင်ပေါ့နော်ဒါကမနေ့ကထပ်ပြီးတော့မှခူးလာတဲ့အပင်လေးပါရှင့်